ဒီအပိုင်းမှာတော့နာခါမူရာနဲ့ဟီယိုဆဲကိုနှစ်ယောက်တငယ်ချင်းတွေဖြစ်သွားကြပါတယ်။ဒါပေမဲ့ဒါတွေကလက်တွေ့မှာမဟုတ်ပဲဟီဖူမီဆွဲပြီးရဲ့ဇလန်းထဲမှာဖြစ်နေခဲ့ပါတယ်။နာခါမူရာအတွက်ကတော့ဇလန်းဖြစ်နေရင်တောင်သူလိုချင်တဲ့အတိုင်းဟီယိုဆဲရဲ့ခြေဆုံးတငယ်ချင်းဖြစ်နေရလို့အပျော်ကြီးပျော်နေပါတယ်။နာခါမူရာရဲ့အတွေးတွေမှာလည်းဟီယိုဆဲနဲ့တငယ်ချင်းတောင်မဖြစ်သေးတာကိုကတင်မော်တီတက်နေခဲ့ပြီးအဲ့ဒီအတွေးကြောင့်လမ်းလဲကောင်မှမျက်နှာကြီးပြုံးပြနေပါတယ်။အဲ့ဒီအချိန်သူ့ကိုမြင်သွားတဲ့ဟီယိုဆဲကလှမ်းလုံးဆက်လာတာကြောင့်နာခါမူရာလည်းအတွေးကနေလက်ရှိကိုပြန်ရောက်သွားပါတယ်။စပိန်နဲ့လာတဲ့သူ့ကိုဟီယိုဆဲကဘယ်ကနေလာလဲဆိုပြီးမေးတော့နာခါမူရာလည်းသူလာတဲ့ရက်ွက်နာမည်ကိုပြောပြပါတယ်။ဒါကိုဟီယိုဆဲကအတော်ဝေးရပဲဆိုပြီးပြောသလိုအိုမိုရီယာလည်းအဲ့ဒီဘက်မှာအရသာရှိရဲ့မုံချိုဆိုင်နေရှိရဲ့လို့ပြောပြပါတယ်။ဟီယိုဆဲသူ့အိမ်လာတော့အဲ့ဒီမုံကိုအရသာရှိကြောင်ပြောဘူးရဲ့လို့ပြောလိုက်တော့နာခါမူရာလည်းအိမ်ဆိုတဲ့စကားကြောင့်တွေးတက်သွားပါတယ်။အဲ့ဒီမှာနာခါမူရာဟီယိုဆဲတို့ကိုကြောင်းအတူတူလာနေကြလားဆိုပြီးမေးလိုက်တော့အိုမိုရီယာလည်းသူတို့ကအိမ်ကြီးတော့မကြာခဏလာပြစ်တယ်လို့ပြန်ဖြေပါတယ်။အဲ့ဒါအပြင်သူတို့ကမူလာတန်းကလေးကခင်ခဲ့တဲ့တငယ်ချင်းတွေဆိုတာပြောပြလိုက်တော့နာခါမူရာလည်းအယုတ်ကျိုးပြက်ဖြစ်သွားပါတယ်။အဲ့ဒီအချိန်ကွက်တီမှာပဲမိစိန်သွားရတဲ့၃ယောက်သားလမ်းတစ်ဖက်ကိုကူလာကြသလိုအိုမိုရီနဲ့ဟီယိုဆဲတို့နှစ်ယောက်ကလည်းစကားရေးဆက်ပြောနေခဲ့ကြပါတယ်။အနောက်ကလိုက်လာတဲ့နာခါမူရာလည်းအိုမိုရီနေရာမှာသူ့သားဖြစ်လိုက်ပါတော့ဆိုပြီးတွေးနေတဲ့အချိန်ဟီယိုဆဲကဆိုင်တစ်ခုရဲ့မှန်ပေါင်လေးကရေပွဲကိုမြင်ပြီးရပ်သွားပါတယ်။နောက်တော့ဟိုတနေ့ကဟင်းချက်တင်တဲ့ကိုသတိရကြောင်းနဲ့နာခါမူရာကိုလည်းရေပွဲတွေချစ်တတ်တယ်မလားလို့မေးလိုက်ပါတယ်။နာခါမူရာလည်းသူဘလောက်တောင်ရေပွဲကိုရွတ်တဲ့ဆိုတာလေးကိုအာဘောင်အရင်တန်တန်နဲ့ပဲပြောပြလိုက်ပါတယ်။အဲ့လိုပြောပြီးမှအလေတန်းကျောင်းတော့ကသူအဲ့လိုပြောခဲ့လို့တငယ်ချင်းတယောက်မှမရှိတော့တာကိုသတိရသွားပြီးမှန်ကြသွားခဲ့ပါတယ်။အဲ့ဒါကြောင့်ဟီယိုဆဲကိုလည်းသူ့ကိုအဲ့လိုဆက်ဆံမှဆိုတာနဲ့အဲ့လောက်လည်းမချစ်တတ်ပါဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်အိုမိုရီကကျောင်းတက်တော့မှဆိုပြီးအလန်တကြားအော်ပြောရနဲ့ဟီယိုဆဲလည်းကပန်းကနန်းနဲ့ထွက်သွားခဲ့ပါတယ်။အနောက်မှကြံခဲ့တဲ့နာခါမူရာလည်းစပိန်ကိုဒုံဆိုင်နေပြီးလိုက်လာခဲ့ပါတယ်။စိတ်ထဲမှာတော့ဟီယိုဆဲကိုယ်တိုင်စကားရင်လာပြောတာကိုဖျက်ဆီးလိုက်မိပြီဆိုပြီးသူ့ကိုယ်သူအပြစ်တင်စိမ့်နဲ့မြေကြီးပေါ်မှာရှောက်ရှစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်ထူးဆန်းတဲ့မိန်းကလေးတယောက်ရောက်လာပြီးသူရှောက်ရှစ်ထားတဲ့ပုံကဆွဲလန်းစရာစိတ်ဝင်ကြီးကိုခံစားမိရဲဆိုပြီးသူ့ရဲ့ပကြီးကလပ်မှာဝင်မို့ဆွဲပါတယ်။နာခါမူရာလည်းစိတ်ဝင်စားဖို့ဆိုပြီးချက်ချင်းချင်းပြလိုက်ပေမဲ့မိန်းကလေးကဇွဲမလျှော့ပဲအနောက်ကနေဆက်လိုက်လာခဲ့ပါတယ်။နောက်ပြီးနာခါမူရာရဲ့ရင်ထဲမှာခန်းစားနေရတဲ့အချစ်စိတ်တွေကိုသူမြင်နေရတဲ့ဆိုပြီးအဲ့ဒီပါရမီကိုသူမြင်နေပေမဲ့ဆိုတဲ့စကားလုံးကြီးတွေနဲ့ချင်းကပ်လာပါတယ်။ဒါပေမဲ့နာခါမူရာကမဝင်ငင်းမှုဆိုပြီးပဲညင်းနေရကြောင်းအတင်းဥက္ကဋ္ဌရိုက်ကိုလည်းပကြီးကလပ်မှာတာမန်မဟုတ်တဲ့လှုပ်ဝက်ချက်တွေရှိရဆိုပြီးဆွဲပြန်ပါတယ်။အဲ့ဒါကတော့နှစ်ပေါင်းများစွာကျင်းပခဲ့တဲ့မြို့တော်ပကြီးပြိုင်ပွဲမှာပကြီးစရာဆွဲခဲ့တဲ့အရာတွေကသူတို့ရဲ့လက်တွေ့ဘဝမှာတကယ်ဖြစ်လာကြတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီပြိုင်ပွဲကအာယုံဆိုင်ခံနေရတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီးအခုချိန်မှာလည်းခလက်ထဲမှာလူတစ်ယောက်စာနေရပဲကျန်တော့ရဲ့လို့ပြောလိုက်ပါတယ်။ဒီတော့မှစိတ်ဝင်စားလာခဲ့တဲ့နာခါမူရာလည်းသူဆွဲလိုက်တဲ့အတိုင်းဖြစ်လာမယ်ဆိုရဲစိတ်တစ်ခုတည်းနဲ့တင်အတင်းနဲ့ဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့နာမည်ရေးပြီးလက်မှတ်မထိုးခင်ပကြီးကလပ်ဆိုတဲ့ခေါင်းစဉ်အောက်မှာတစ်ခုခုရှိနေတာကိုမြင်သွားခဲ့ရကြောင်းကတ်ထားရဲ့တိတ်ကိုခွာကြည့်လိုက်ပါတယ်။အဲ့ဒီမှာပဲဂမ်ဘီယာနဲ့ခြောက်ခြားစရာအတင်းဆိုပြီးဖြစ်နေတော့နာခါမူရာလည်းမဝင်တော့ဘူးဆိုပြီးထွက်သွားအောင်လုပ်လိုက်ပါတယ်။ဒီတစ်ခါမှာတော့ဥက္ကဋ္ဌရိုင်ကိုလည်းသူတို့ကလပ်ဖြတ်သိမ်းခံရတော့မှမို့ကုညီပါဆိုပြီးအသေးအတန်တွေကိုတောင်းပန်ပါတယ်။ဒါပေမဲ့နာခါမူရာကိုဘလို့မှဆွဲလို့မရတဲ့အဆုံးမှာတော့ရိုင်ကိုလည်းသူတို့အသေးအံထုတ်ထားတဲ့ဆေးပလင်းအနီရောင်လေးကိုပေးလိုက်ပါတယ်။နောက်ပြီးဒီပလင်းကိုဆောင်ထားတဲ့သူကသူလိုချင်တဲ့ကံကောင်းခြင်းတွေရောက်လာတတ်တာမို့အဲ့ဒါကိုလက်တွေ့မြင်ရပြီဆိုရင်ကလပ်ကိုလာကြွရမယ်လို့ပြောတော့ပါတယ်။နာခါမူရာလည်းမလိုချင်မှုဆိုပြီးပြန်ပေးပေမဲ့ရိုင်ကိုကချက်ချင်းလစ်ထွက်သွားခဲ့ရကြောင်းပလင်းကိုအတန်းနဲ့ထိယူလာခဲ့ရပါတယ်။အဲ့ဒီမှာထူးထူးဆန်းဆန်းဆိုသလိုပဲအဲ့ဒီပလင်ဆရောက်လာတဲ့အချိန်အစပြီးညနေကျောင်းစင်းတဲ့အထိဟီယိုဆေးကသူ့ကိုစကားရေးလာပြောနေခဲ့ပါတယ်။ကျောင်းစင်းညရောက်တော့လဲနာခါမူရာအိမ်ပြန်လန်းနဲ့သူ့သွားမယ့်နေရာလမ်းကျုံနေတော့အိမ်တူတူပြန်ကြအောင်ဆိုပြီးစာပြောလာခဲ့ပါတယ်။နာခါမူရာလည်းဒီပလင်ကျောင်းဖြစ်တာလားဆိုပြီးမယုံကြည်နိုင်တော့ဖြစ်နေရင်နှစ်ယောက်အတူတူပြန်လာနေခဲ့ပါတယ်။တနေရာကိုရောက်တော့လမ်းမတူတော့နဲ့ဟီယိုဆေးလည်းနာခါမူရာကိုနှုတ်ဆက်ပြီးထွက်သွားခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲဟီယိုဆေးကသူ့ရဲ့ချစ်စရာကောင်းတဲ့မျက်နှာကြောင့်သူတို့ဓာတ်ပုံကလပ်မှာမော်ရယ်ထိုင်ပေးကိုလာပြောနေကြတဲ့လူတန်ကြီးတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒါကိုကြားတော့နာခါမူရာလည်းဟီယိုဆေးကိုနှောက်ယှက်နေတဲ့နှာဘူးကြီးတွေလို့ထင်ပြီးကဲတင်မှုကိုပြေးသွားရောက်ချလာပါတယ်။ဒါပေမဲ့အောက်မှာရှိနေတဲ့ရေစိုးမြောင်းအပေါက်ကိုမမြင်မဲ့ဇွတ်သွားမိရာကနေအထဲကိုပြုတ်ကျသွားခဲ့ပါတယ်။အဲ့လိုကနေအပေါ်ပြန်တက်လာချိန်မှာတော့သူ့ခန္ဓာကိုယ်မှာဘွက်တီပေးနေခဲ့သလိုနှိမ့်လျက်အနီရောင်ဆေးဘူးကြောင့်ဆေးရည်လည်းပေးနေပြန်ပါတယ်။ဒါကိုလူတန်ကြီးတွေကတရေထင်ပြီးကြောက်လန့်တကြားနဲ့ထွက်ပြေးသွားခဲ့ရကြောင်းနာခါမူရာဟီယိုဆဲကိုကယ်လိုက်နိုင်ပါတယ်။နောက်တနေ့ကျောင်းကိုရောက်တော့နာခါမူရာတယောက်ရိုက်ကိုစီကိုယင်သွားပြီးဆေးပလင်းပြန်ပေးခဲ့သလိုကလပ်ထဲကိုမဝင်မှုဆိုတာလည်းပြောလိုက်ပါတယ်။ဒါပေမဲ့ရိုင်ကိုကတော့နာခါမူရာစီမှာရှိနေတဲ့ဆေးစွမ်းရင်ကြောင့်ဘလို့မှလက်လွတ်မခံမှုဆိုပြီးစိတ်ဓာတ်ပြင်းပြနေခဲ့ပါတယ်။